ချီနာမျိုးမှာဒီလိုမျိုးအလားတူဆိုင်ခွဲဘယ်မှမရှိသေးတဲ့ဒီဆိုင်လေးကိုရောက်ပြီးကြပြီလားဗျဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကချီနာမျိုးကျွန်းမတာရောင်းမကြီးအနားမှာပဲရှိတဲ့ Wednesday Japanese Super Pancake and Pizza Cafe ဆိုတဲ့ဒီဆိုင်လေးကိုတွေ့မိချင်ပါတယ်ခင်ဗျာဒီဆိုင်လေးမှာဒီလိုမျိုး pizza အမျိုးအစားစုစုရရှိနိုင်တဲ့အပြင်အခုကျွန်တော်ကိုင်ထားတဲ့ fresh juice နဲ့အခြားသောအစားအသောက်မျိုးစုံကိုရရှိနိုင်ပါတယ်ဗျဒီနေ့ကျွန်တော်တောက်ခဲ့တာကတော့ဒီဆိုင်မှာလူကြိုက်အများဆုံးတွေကတစ်ခုဖြစ်တဲ့ Coco Strawberry Milky ပဲဖြစ်ပါတယ်ဗျသူက chocolate နဲ့ strawberry အရသာကိုပေါင်းစပ်ပြီးထုတ်ထားတာကြောင့်အရင်ပဲတောက်လို့ကောင်းပါတယ်ခင်ဗျာအောက်ထပ်မှာထားတာတွေကတော့ဆိုင်ရဲ့ waiter ချိုးလေးကိုယ်တိုင် recommend ပေးထားတဲ့ cheese barbecue ရဲ့နောက်ပြီးတော့ Popeye Ice Lemon Juice ပဲဖြစ်ပါတယ်ဗျဒီဆိုင်ရဲ့အစားအသောက်တွေကအရင်ပဲကောင်းတာကြောင့်မလို့ TikTok ပေါ်မှာရောဒီလိုမျိုး comment ပေးခင်ရတဲ့ဆိုင်လေးဖြစ်ပါတယ်ဗျအခုကျွန်တော်စားနေတဲ့ရေပွဲလုံးလေးတွေဆိုရင်စားလိုက်တာနဲ့အထဲမှာရေပွဲအရသာထိထိကိုခံစားရပါတယ်ဗျဆိုင်ရဲ့အစားအသောက်တွေကလည်းအရသာရှိရှိနဲ့တန်ရှင်းလက်စမှုပိုင်းမှာ 100% အမှန်ကန်ချက်ပေးနိုင်တာကြောင့်ဒီစိတ်ချစားတော့ရပါတယ်ဗျမျိုးပီဇာတွေဆိုရင်လေ small medium large size စိုက်တုံးလို့တောင်ဖွင့်ပေးထားတာကြောင့်တယောက်တည်းသွားစားရှင်တဲ့သူတွေအတွက်လည်းဈေးတက်တဲ့လေးနဲ့အရင်ကမှအဆင်ပြေပါတယ်ဗျကျွန်တော်တို့က3ယောက်သွားတာဆိုတော့ medium size ကိုမှာခဲ့ပါတယ်ဗျဆိုင်ရဲ့ decoration အပြင်စီကလည်းတက်ရရလေးနဲ့ဓာတ်ပုံရိုက်လို့အရင်ကောင်းပါတယ်ဗျနောက်ပြီးနေရာကလည်းသူ့ဘာနဲ့သူကြည်ဝန်းလေးဆိုတော့လုံးဝအေးဆေးလေးထိုင်ရှင်တွေအတွက်အရင်ကမှအဆင်ပြေပါတယ်ဗျဒါကတော့ကျွန်တော်တို့3ယောက်ပြန်ခါနေမင်းရှိမှာဓာတ်ပုံလေးရိုက်ခဲ့တာလေးဖြစ်ပါတယ်ဗျအားလုံးပဲစားဆုံးကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်